အားလုံးပဲမင်္ဂလာပါရှင်ပြပြတုတ်လေးတုတ်စားကြပါမယ်ကိုဗီတော့ပပလီပါမယ်ခွာတီကိုလီပါမယ်ခင်းချင်းလေးပပလီပါမယ်ရှင်နည်းနည်းမင်းလေးပါထည့်ပါမယ်ကဲလှီပီတာကိုအစင်တည်ပြင်လာပါမယ်ရှင်အရာလေးကိုညှက်ပါမယ်ညှက်နေပါပြီကိုဗီတော့ထည့်ပါမယ်ခွာတီလေးထည့်ပါမယ်ခရမ်းချင်းလေးပါထည့်ပါမယ်နန်းနန်းမင်းလေးပါထည့်ပါမယ်ရှင်စီချက်လေးထည့်ပါမယ်ရတာမို့လေးထည့်လိုက်မယ်ငါမြရေးလေးပါထည့်လိုက်ပါမယ်ရှင်ရတာရှောင်းခရုစီလေးပါထည့်ပါမယ်ခရုစီလေးပါထည့်ပါမယ်ရှင်ကဲငရုစီလေးထည့်ပြီးနင်းလိုက်ပါမယ်နင်းလိုက်ပါပြီရတာရှိတယ်ပြပြတော့လေးရပါပြီရှင်ပြပြစားတော့လေးအစားချင်လို့လုပ်လိုက်ပါမယ်အားလုံးကျေးဇူးတင်ပါရှင်